sorry baby ကိုနဲ့နောက်ကြသွားတယ်စိတ်မဆိုးမလား မစိုးပါဘူး အဲ့လိုစိတ်မဆိုးတတ်တဲ့စိတ်လေးကြောင့် baby ကိုကချစ်နေရတာ baby ဒီမှာ baby ကြိုက်တတ်တဲ့ strawberry လက်ဖြော်လေးဝယ်လာတယ်ရောကိုကထောပတ်တီတောက်မယ် ဘေဘီကထောပတ်တီတောက်ချင်တဲ့ဟာကို ဩ baby ကထောပတ်တီတောက်ချင်ထောပတ်တီတောက်ပေါ့ baby ရဲ့ကို strawberry တောက်လိုက်မယ် ဒါကဘေဘီတောင်းလို့ပေးရလေကိုရဲ့စိတ်ရင်းမှန်နဲ့ပေးရမှာမဟုတ်တာ ဒီလိုတော့ထောပတ်တီရော strawberry ရော baby ပဲတောက်လိုက်တာရော ကိုဘေဘီကိုမရွေးနဲ့နော် ဘယ်မှာရွက်လို့လဲ baby ရဲ့ ရွေးတာမဟုတ်ရင်ဘာလုပ်တာလဲဒါတိပြီကိုကဘေဘီကိုအေးနှစ်ခွက်လုံးတိုက်ပြီးရင်ဘေဘီချောင်းဆိုးရင်ကြက်ပြီးတော့နင်းမြတ်တဲ့အောင်ကိုလောက်ကြံနေရမလားခုမှပဲကိုရဲ့စိတ်တဲ့အမှန်ကိုသိလိုက်ရတယ်ကိုကအစကတည်းကအေးနှစ်ခွက်လုံးတယောက်တည်းတောက်ချင်နေတာကို 老董，这ကောင်မလာစုရေအောင်